皆さんこんにちは。ဒီနေ့မှာတော့ノア bookshop ဆိုတဲ့ site လေးကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။အဲ့ဒီ site လေးကノアတို့ဂျပန်မှာစာအုပ်တွေဆိုရင်ဈေးကြည့်ရမလား။ဒီမှာလုံးဝရန်100နဲ့ရန်200ကျရန်900အောက်ဆိုပြီးအမျိုးမျိုးပေါ့နော်။စာအုပ်တွေအစ်စ်တွေအစားအဟောင်းတွေအမျိုးမျိုးပေါ့နော်။ရှိပါတယ်ရှင်။အဲ့ site လေးကြောင့်မိတ်ဆက်ပေးချင်ပါတယ်။ノアဒီမှာဘာရှာတွေ့ခဲ့လဲဆိုတော့ JPTN1 စာအုပ်ကိုရန်220ပေါ့နော်အခုမှပါရင်ရောက်ခဲ့ရပဲဖြစ်ပါတယ်။လုံးဝအဟောင်းလားဆိုတော့ကြည့်လိုက်တော့လေသူ့ရဲ့အထက်ကဘာမှလည်းမရေထောင်လုံးအစာရုပ်ကလေးကလုံးဝအစ်စ်ပေါ့နော်အဲ့ဒါကြောင့်မလို့စာအုပ်တွေဆိုလို့ရှင်တော့ကတော့ bookshop ဝယ်ဖို့အတွက်အဆူဆူမဲလုပ်ပါတယ်ရှင်ဒီစာအုပ်ရဲ့မူရင်းပေါ့နော် price ဆိုလို့ရှင်ရန်1200ကို200နဲ့ချတာပေါ့နော်အရန်ကိုတန်တယ်လို့ထင်တယ်ပြီးတော့သူကဒီမှာအမျိုးမျိုးကိုလိုချင်တဲ့စာအုပ်မှန်သမျှကိုရှိရပေါ့နော်ငါတို့ IELTS IS တွေလေ့ကျင့်ကြမလား tourist တွေလေ့ကျင့်ကြမလားအမျိုးမျိုးစာအုပ်တွေကိုလည်းဒီမှာကဝယ်လို့ရပါတယ်ရှင့်အဲ့ဒါကြောင့်မလို့တော့ဒီ site လေးကိုတော့တွားကြည့်စေချင်တယ်သူကဒီမှာဆိုရင်ခဲ site ကကူဆိုပြီးတော့လည်းအဲ့လိုပဲရန်100နေပြီးတော့ရန်200ကျအမျိုးမျိုးတွေကတ်ထားရပေါ့နော်စာအုပ်တွေကလည်းအရန်များတယ်ဆိုင်ရလည်းကြီးရဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဟိုကိုယ့်ဘာသာကိုရှာရင်တော့ခက်ခဲတဲ့အတွက်ကြောင့်မလို့ဟိုမှာဂျပန်စာအုပ်ရှာချင်တယ်ဆိုပြီးတော့ပြောရင်တော့သူတို့တွေကိုပြောရင်တော့ရမယ်ထင်ပါတယ်ဒီမှာဆိုလည်းလုံးဝ model တွေရဲ့စာအုပ်တွေဒါတွေဆိုလည်းနော်ရောဂျပန်နေရဲ့ဒီရက်တောင်ပေါ့နော်နော်ရော fan နေပါတယ်ဆိုဝယ်လို့ရတဲ့ဟာကိုရန်290ကနေပြီးတော့စာအဖြစ်တဲ့အတွက်ကြောင့်မလို့皆さんぜひ行ってみてくださいありがとう